ကဘာဖလာသမိုင်းကအစမ်းဆုံးခိုးမှုနဲ့အင်္ဂလန်အသင်းရဲ့အဆက်ခွဲခံရပုံအားလုံးပဲမင်္ဂလာပါဗျာကဘာဖလာရွှေဖလာကြီးဟာကဘာလုံခြုံရေးအကောင်းဆုံးလို့နာမည်ကြီးတဲ့အင်္ဂလန်နိုင်ငံမှာပြပွဲလုပ်နေတော့လူလိန်တယောက်ရဲ့ခိုးယူခြင်းကိုခံခဲ့ရဘူးလားသိကြလားဒါဟောလိဝုဒ်ရုပ်ရှင်တွေကလို့ဓမြအဖွဲ့ကြီးကလာလူတာနေမှာပေါ့လို့ထင်ရင်တော့မှားပါလိမ့်မယ်တကယ်တော့ဒါဟာအင်္ဂလန်ရေးဒီတနိုင်ငံလုံးအဆက်ကွဲပြီးဒုက္ခရောက်နေချိန်မှာခွေးတစ်ကောင်ကဝင်ပြီးကယ်တင်သွားခဲ့ရတဲ့တမိုင်းဝင်ဟာတာဇလန်ကြီးဖြစ်ပါတယ်ဗျာအင်္ဂလန်မှာဖလားပြောက်ခြင်း1966အဖြစ်ပြက်ကလွန်ခဲ့တဲ့နှစ်ပေါင်း60ကျော်1966ခုနှစ်အင်္ဂလန်ကမ္ဘာဖလားပွဲမစခင်လပိုင်းအလိုမှာဖြစ်ခဲ့တာပါအင်္ဂလန်နိုင်ငံဘောလုံးအဖွဲ့ချုပ်ကကမ္ဘာဖလားကြီးကိုလန်ဒန်မြို့က Westminster ဗဟိုခန်းမမှာပြည်သူတွေကြည့်ဖို့စီကံအပြည့်နဲ့ပြသထားခဲ့ပါတယ်ရေးဒီလုံခြုံရေးတွေလည်းအထက်ထက်ချထားတာပေါ့ဒါပေမဲ့မလ20ရက်တနင်္ဂနွေနေ့ဝုတ်ပြပွဲလုပ်နေတဲ့အချိန်မှာတော့လူလိန်တယောက်ဟာလုံခြုံရေးတွေမျက်စိလှိမ့်နေတော့ဖလားပြသထားတဲ့မှန်ပြီးတော့အနောက်ကနေလှိုးဝက်ဖွင့်ပြီးရွှေဖလားကြီးကိုအေးလူမိုးပြီးထွက်ပြေးသွားခဲ့ပါတယ်ဗျအင်္ဂလန်ရဲတွေခေါင်းကိုက်ပြီးသတင်းစာတွေဝိုင်းလောင်ကြပေါ့ကမ္ဘာဖလားကြီးအခိုးခံလိုက်ရပြီဆိုတာသိလိုက်ရတဲ့အချိန်မှာအင်္ဂလန်တနိုင်ငံလုံးတုန်လှုပ်သွားပြီးရဲတွေကများယူမတက်ရှာဖွေပါတော့တယ်သတင်းစာတွေကလည်းကမ္ဘာဖလားကိုတော့လုံခြုံအောင်မထိန်နိုင်ပဲနဲ့ပွဲကြီးဘလို့ကျင်းပမလဲဆိုပြီးအင်္ဂလန်အသင်းနဲ့ရဲတွေကိုဝိုင်းပြီးအဆက်ခွဲကြတာပေါ့အဲ့ဒီအချိန်မှာခိုးသွားတဲ့သူကဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌစီကိုငွေပေါင်15000နဲ့လာယူမဟုတ်ရင်အကြီးကျိုးပြစ်မယ်ဆိုပြီးချင်းချောက်စာပို့လာပါတယ်ရဲတွေကငွေအတုတွေနဲ့သွားဖမ်းလို့ကြားခံလူတယောက်ကိုမိပေမဲ့တကယ်ဖလားကြီးကဘေးရောက်နေမှရှာမတွေ့ပဲတဲလွန်စာပျောက်နေခဲ့ပါတယ်ဗျကဘာကေတင်ရှင်ခွေးကလေး Pickles the dog အင်္ဂလန်အသင်းလေးဖလားမရှိပဲပွဲချင်းပါရတော့မေးဆိုပြီးငိုမေ့မေ့ဖြစ်နေတဲ့အချိန်ဖလားပြောက်ပြီး9ရက်အကြာမှာတော့ကဘာကေတင်ရှင်ကြီးပေါ်လာပါတော့တယ်သူကတော့လူမဟုတ်ပါဘူး Pickles လို့နာမည်ရတဲ့အမွေးပွားခွေးကလေးတစ်ကောင်ဖြစ်ပါတယ်ဗျသူ့တခင်ကလမ်းလျှောက်ခေါ်လာရင်လန်ဒန်မြို့စင်းကြီးပုံကခြံစည်းရိုးတစ်ခုအောက်မှာသတင်းစာစက်ကူတွေနဲ့တီချာထုတ်ပိုးထားတဲ့အထုပ်ကြီးတစ်ခုကိုခွေးကလေးကသွားပြီးအနံ့ခံကုတ်ချရကနေတခင်ဖြစ်သူကဖွင့်ကြည့်လိုက်တော့မှအထေးမှာဂျူလက်စ်ရီမီကဘာဖလားကြီးတောက်ပစွာထွက်လာခဲ့တာဖြစ်ပါတယ်ဗျတကူကရေးတွေလိုက်လံပိတ်ဆို့လို့လမ်းဘေးမှာစွန့်ပစ်ထားခဲ့တာကိုခွေးကလေးကညံကောင်းစွာနဲ့ရှာဖွေတွေ့ရှိပြီးခဲ့တာပေါ့ဒီလိုနဲ့ခွေးကလေး Pickles ကြောင့်အင်္ဂလန်ရေးတွေရောအင်္ဂလန်အသင်းမှာအဆက်ကွင်းမဲ့ဘီးကနေလွတ်မြောက်ခဲ့ပြီးအဲ့ဒီ1966ခုနှစ်မှာအင်္ဂလန်အသင်းဟာတမိုင်းတစ်လျှောက်သူတို့ရဲ့ပထမဆုံးနဲ့နောက်ဆုံးကမ္ဘာဖလားချန်ပီယံဆုကြီးကိုလည်းစွတ်ခူးသွားနိုင်ခဲ့ပါတယ်ဗျာအောင်ပွဲခံပွဲမှာခွေးကလေးကိုပါဗီဒီယိုတွေရိုက်စုတွေပေးပြီးကမ္ဘာသူရဲကောင်းအဖြစ်သတ်မှတ်ခဲ့ကြတာတကယ်ကိုဟာတာဆန်လာပါတယ်ဗျာမိတ်ဆွေတို့ကမ္ဘာဖလားကြီးကိုခွေးကလေးကကဲတင်ခဲ့ရတဲ့ဒီအစမ်းဆုံးခိုးမှုရာဇဝင်ကိုသဘောကျကြရလားဗျာကိုမင်းမရေးပေးခဲ့ပါဦးဒီလိုမျိုးစိတ်ဝင်စားစရာဘောလုံးသမိုင်းနဲ့ကမ္ဘာဗဟုသုတတွေကိုအမြဲပြောပြပေးမှာမို့ကိုထက် knowledge ကို follow လုပ်ထားဖို့မမိနဲ့နော်